နေ့ကတော့ဒီခုနတော့တင်ထားတဲ့ဒီ if statement ကိုသုံးပြီးတော့မှဒီ text တွေ transform ဖြစ်တဲ့ပုံစံကိုလုပ်ပြမှာဖြစ်ပါတယ်ပေါ့နော် sharing လုပ်ပြီးမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးဒီ button 3ခုလုပ်ချင်နေပေါ့နော် all caps ရှိနေ first letter ရှိရ lower case ရှိရအဲ့တော့ဒါတွေက button တွေဟုတ်မနေဘူး view တွေဆိုတော့ဒါတွေကိုအကုန်လုံးအရင်ဆုံး button ပြောင်းမယ် button action label ဆိုဒီလိုမျိုး button လုပ်လို့ create လုပ်ရတယ်လို့ဒီ plus ကနေပြီးတော့မှဒီ button ကို drag and drop လုပ်လို့လည်းရတယ်အဲ့ဒါအဆင်ပြေလို့လုပ်ပါနော်အဲ့တော့ဒါဆိုရင်ဒါလေး view ရှိမယ် okay အရင်ဆုံးဒီဟာကို3ခုခွဲလိုက်3ခု copy ကူဒါဆိုရင် label ရှိမယ် action ရှိမယ်ပေါ့နော်ဒါ action ပေါ့နော်ဒါပါဒီ print အရင်ဆုံးလုပ်ပြမယ် all caps ဒါဆိုရင် label ဒီမှာလည်းအဲ့လိုပဲတခုခုokay မသုံးတဲ့ဒီ line ကိုဖြတ်ပြီးတော့မှ okay ဒါနှိပ်လိုက်လို့ရှိရင် all caps ဒီမှာဆိုရင် preview ကနေပြီးတော့လောက်တာဒီ first letter ဆိုရင်လည်းဒီမှာအကယ်၍ print ထုတ်ခဲ့မှာဆိုရင် first letter lower case ဆိုပြီးတော့ပေါ်နေမယ်အဲ့တော့ဒါတွေ button ဖြစ်သွားပြီဆိုတော့အဲ့တော့ button ဒီ all caps ဆိုတာနှိပ်လိုက်တဲ့နဲ့ကို under လောက်ထားတဲ့ဒီ text ကနေပြီးတော့မှ capital letter တွေအကုန်လုံးပေါ့နော်အကုန်လုံးအကြီးတွေပဲဖြစ်ချင်တာပေါ့နော်အဲ့လိုလေးလုပ်ချင်တာဆိုတော့တခြားမို့ okay အဲ့ဒါကိုနောက်ထပ် variable တစ်ခုချိန်ရမယ် state mode integer 1လို့ထားလိုက်မယ်လို့ဆို okay ဒီဟာဘာလို့ state သုံးတာလဲဒီ variable ဘာလို့ state သုံးတာလဲဆိုတော့ဒီပေါ့နော် mode ဒီပြောင်းသွားတိုင်းဒီ UI ကိုပြောင်းချင်တဲ့အတွက်ကြောင့်မို့ဒီ state ဟာလေးကိုသုံးတာပေါ့နော်အဲ့တော့ဒီဆိုရင်အခုဆိုရင်ဒီမှာ mode က1ဆိုရင်ဒီဟာဆိုရင်အကုန်လုံး upper case ဖြစ်ချင်တာ2ဆိုရင်ဒီ first letter တခုပဲG ဖြစ်ပြီးတော့ကျန်တာအသေးဖြစ်ချင်တာနောက်တစ်ခုကျတော့ lower case အကုန်လုံးအသေးဖြစ်ချင်တာအဲ့တော့အရင်ဆုံးဘယ်လိုမျိုးဆို if ခုန if statement ကိုသုံးပြီးတော့ mode က equal 1နဲ့ညီခဲ့မယ်ဆိုရင်okay ဒါလေးပေါ်မဲ့ test ပေါ့နော် test ကအဲ့ဒါနဲ့ကြည့်လိုက်မယ် found ဒါဆိုရင် test ကလောလောဆယ်ဒါလေးကို3ခုရင်ကိုလိုက်မယ်နော်3ခုရှိတဲ့ကြောင့်မို့ button 3ခုဆိုတော့3ခု1ဆိုရင် upper case 2ဆိုရင် capitalize တခုဒီအမှာဒီ capitalize မှာဒီပါတယ်လက်သေးခွင်းလေးမပါဘူးเนาะ and 2 3ဆိုရင်ကျတော့ lower case အဲ့တော့ဒီမှာဆိုရင်3 2မော်ဒီကုန်ပြောင်းလိုက်ပြီးတော့မှ okay ဒီ enter လုပ်တဲ့ဟာကိုအောက်နားလေးမှာထားခြင်းတယ်ဒါကူးလိုက်မယ်စစ်လို့တဲ့ line ကြီးဖြတ် okay အဲ့ဒါဆိုရင်ဒါဒီအကုန်လုံးကို v stack တောက်ထည့်မယ် v stack ဒီကနေပြီးတော့မှဒီ okay v stack သူရဲ့ container အကြီးတစ်ခုတည်းထည့်လိုက်မယ်အဲ့ဆိုရင်ဒီလိုဆိုရင်ရသွားပြီဆိုတော့ဒီမှာ test ကဘာဖြစ်မလဲ okay အဲ့ဆိုရင် default ပေးထားလိုက်မယ် my name is Pyo okay mode က1ဆိုရင် upper case ဖြစ်ပြီးတော့မှ1ဖြစ်နေတဲ့ကြောင့်မို့သူက automatic upper case ဖြစ်နေ first letter ဆိုရင် first letter ပဲအကြီးဖြစ်ပြီးတော့မှကျန်တာအသေး lower case နှိပ်လိုက်တာ ਨੇ အကုန်လုံးအသေးတွေဖြစ်ချင်တာအဲ့တော့အဲ့လိုမျိုးဖြစ်ဖို့ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုရင်ဒီခုန print ထုတ်ထားတဲ့နေရာမှာသွားပြီးတော့ mode တွေကိုပြောင်း1နှိပ်လိုက်တာ ਨੇ mode က1 okay 2နှိပ်လိုက်တာ ਨੇ ဒီခုန first letter ဆိုတဲ့ button လေးကိုနှိပ်တာ ਨੇ 2 3 okay အဲ့ဆိုရင်okay အရင်ဆုံးအနောက်ကနေစပြီးတော့ lower case only first letter ပြီးရင်အကုန်လုံး upper case အကုန်လုံးပြောင်းသွားပြီ okay အဲ့တော့ဒီမှာဆိုရင် button ကဒီဘောင်နဲ့အရန်ကတ်နေအဲ့တော့မကတ်ချင်ဘူးဆိုတော့ဘယ်မှာသွားလို့ extend မှာ button ရိုက်မှာ button ရိုက်လိုက်ပြီဆိုရင်ဒီလိုမျိုးဖြစ်တယ် okay ဒီမှာ button ရိုက်လိုက်တယ်ဆိုပေမဲ့တခြားခေ၍တခုခုမှာဒီ container မှာပဲအကုန်ရိုက်လိုက်လို့ရှိရင်တခုချင်းစီလိုက်ပြီးရိုက်စရာမလိုဥပမာဒီမှာလိုက်ပြီးတော့ button ရိုက်တာတို့ဟိုနာဒီ name ကိုလိုက်ပြီးတော့မှ button ရိုက်တာဆိုတော့မ
ဖြစ်ချင်တဲ့အတွက်ကြောင့်မို့အကုန်လုံးသူ့ရဲ့ container အကြီးဆုံး parent db stack မှာတွားပြီးတော့ပတ်တင်ရတယ်အဲဆိုပို့ပြီးတော့မြင်တာမယ်ပေါ့နော် okay အဲ့ဒါဆိုရင်နောက်တစ်ခုကကြတော့ဘာဖြစ်ချင်တာလဲဆိုတော့okay ဒီ how spacer လောက်လိုက်မယ်ဆိုဒီ w spacer extra okay ဒီကနေပြ spacer ဆိုတာသူ့ကို space ယူလိုက်မယ်ပေါ့နော်ဒါ space okay ဒီမှာဆိုရင် center အလယ်မှာဒါလေးပြပြီးတော့မှဒါလေးကိုနှိပ်လိုက်တာနဲ့ဒီမှာ changes ပို့ပြီးမြင်တာ okay ဒါရပြီဆိုတာနဲ့ဘာလုပ်ချင်လဲဆိုတော့ copy paste လုပ်ချင်တယ်ပေါ့နော်အတင်နောက်ထပ်သင်ခန်းစာတစ်ခုက copy paste သွားချင်တယ်အဲ့တော့ copy paste ကဘယ်လိုမျိုးလေးလုပ်လဲဆိုတော့တကယ်တမ်း copy paste လုပ်တဲ့ဟာpattern နောက်တစ်ခု create လုပ်လိုက်မယ်ပေါ့နော်အဲ့တော့ဘယ်မှာသွားပြီး create လုပ်ရင်ကောင်းမလဲဆိုတော့ဒီ okay pattern ခုနလိုပဲ action label ပြီးရင်ဒီမှာဘာရေးမလဲဆိုတော့အခုအောက်ကလိုမျိုးပဲ reusable pattern view ကိုပဲတုံးပြီးတော့မှဒါဆိုရင် copy orange အဲ့ဒါဆိုရင်ဒီမှာဘာရေးမလဲဆို let paste that both equal UI paste general okay အဲ့တော့ paste that both dot string ဘာပေါ်မလဲဆိုတော့ hello world ပေါ့ WORLD okay ဒီမျိုးလေးပေါ်သွားပြီဆိုရင်ဒီ copy ဒီ capital letter တွေပြောင်းတာဆိုရင်ဒီ copy ဆိုတဲ့ဟာလေးကိုနှိပ်လိုက်တာ ਨੇ ဒီ paste box string ကကြတော့ဘာဖြစ်မလဲဆိုတော့အခုဒီမှာရိုက်လိုက်တဲ့ hello world ဆိုတာလေးပေါ်လိုက်မှာအဲ့တော့ဒါလေးကို copy နှိပ်လိုက်ပြီဒီမှာလာပြီး paste okay preview က okay paste okay hello world ဖြစ်သွားပြီအဲ့တော့ဒါဘယ်လိုလဲဆိုတော့ဒါ copy လုပ်တာပေါ့နော်တနည်းရဘယ်ကနေပဲဖြစ်ဖြစ် copy လုပ်ပြီးမှ paste လုပ်လို့ရအောင်လုပ်တဲ့ button လေးဖြစ်တယ်ပေါ့နော်အခုဒါကိုဒီအခုလုပ်တဲ့ project ဒီမှာဆိုရင်ဒီဟာဆိုရင်အဲ့တော့ဒီလိုမျိုး hello world မှာဖြစ်ချင်ပဲနဲ့ထားလိုက်ပါတော့နော် all cap first letter lower case မှာရှိတဲ့ဒီ text ကိုပေါ့နော်ဥပမာထားပါတော့ခုနပထမဆုံးဒီ my name is pure ဆိုတာလေးကို copy လုပ်ပြီးတော့မှဒီ capital letter ဒီ upper case ဖြစ်နေတဲ့ဟာလေးကို copy လုပ်ပြီးတော့မှဒီမှာ paste လုပ်ချင်တာပြောင်းလိုက်တဲ့ text တန်းကို copy လုပ်ချင်တာဆိုတော့ကြောင့်မို့ဒါလေးကိုမသုံးဘူးအဲ့တော့ဘယ်လိုမျိုးလေးသုံးရင်ပိုကောင်းမလဲဆိုဒီအပေါ်မှာရှိဒီ mode တွေရှိရမလား changes ဖြစ်တာ ਨੇ ဒီ mode equal 1 ဖြစ်တာ ਨੇ paste box string အဲ့တော့under text အဲ့တော့1ကပါလဲဆိုတော့ upper case ဖြစ်တယ် upper case okay ခုန if နဲ့ပဲသုံးသွားပြီတကယ်တမ်းကျတော့ if s ပေါ့နော်ဒီ condition မှာမှန်လို့ရှိရင်ဒါဒီ if တဲ့ဝင်နေဆိုမှမမှန်လို့ရှိရင် s ဆိုတာလေးရှိအဲ့တော့အဲ့ဒါလေးကိုသုံးချင်မယ် if as if နောက်တစ်ခုရှိတဲ့အတွက်ကြောင့်မို့ mode က equal to အဲ့ဆိုရင်ခုနလိုပဲ paste string ဘာဖြစ်မလဲဆိုတော့ capitalize အဲ့တော့နောက်ထပ်အကယ်၍ case ကနောက်ထပ်အများကြီးရှိရ multiple case ဖြစ်နေဆို as if mode ဘာညာဆိုတော့အခုကမရှိတော့ဆို as လို့ပဲရေးပြီးတော့မှအခုနဟာလေးကိုပဲဒါလေးကို lower case ပြောင်း mode ကအကယ်၍ဒီလိုဖြစ်သွားတယ်ဆိုရင်ခုန copy ကူးလိုက်တဲ့ဟာကိုထည့်ချင်တာပေါ့နော် okay အဲ့ဒါအလုပ်ဖြစ်လားမဖြစ်လားတစ်ချက်စမ်းကြည့်မယ် okay ဒါဆိုရင် my name is pure ဒီအကြီးကို copy ကူးချင်တဲ့အတွက်ကြောင့်မို့ဒီမှာဆိုရင်ထားပါတော့ပထမဆုံး okay all cap ကုန်လုံး copy ကူးအဲဆိုဒီနေ့ကို copy ကူးလိုက်ပြီဘာလို့ဆိုတော့သူက mode က1ဖြစ်နေအဲဆို paste okay ဒီမှာ paste ဒီနာလောက်နာလေးမှာလုပ်ချင်တယ် okay paste တွေ့လားဒီဆိုအကြီး my name is pure ဆိုလေးတာဝင်လာတယ်အဲ့တော့မဟုတ်ဒါထပ်ပြီးတော့မှ lower case or lower case ကို copy ကူးမယ်ဒီမှာဆိုရင်ဒီ pure ရဲ့နောက်မှာအကုန်လုံး lower case ဖြစ်တဲ့ name ကိုအကုန်လုံးကူးချလိုက်တာ
အဲ့တော့ဒါဆိုရင်ဒီနေ့ကကျတော့ဒီ copy လုပ်တယ်ဒီ text တွေ transform လုပ်တယ်ပြီးရင်ခုနကတင်ခဲ့တဲ့ဒီ if statement ကိုသုံးတဲ့နည်းကိုပြပြလေးသင်ခန်းစာဖြစ်ပါတယ်အားလုံးပဲသင်ပြကြပါစေ